ဒီ robot mascot ကြီးကင်ထားတဲ့တိမ်တိုက်ပုံတွေတွေ့တယ်မလားအဲ့ဒါဘာလဲဆိုတော့ cloud storage ကိုရည်ညွှန်းတာပဲဖြစ်ပါတယ်အဲ့တော့ဒီ cloud storage တွေကဘာတွေသုံးလို့ရလဲဆိုရင်အခုကျွန်တော်တို့ iCloud တို့ iCloud storage တို့ဘာလို့ပြီးရင် Google ရဲ့Google storage ပေါ့ Google Drive ပေါ့ပြီးလို့ရှိရင် Microsoft ဆိုလို့ရှိရင် Microsoft ရဲ့ OneDrive storage ပေါ့ပြီးလို့ရှိရင်တော့ဆိုလို့ရှိရင် bCloud တို့ Mediafire တို့အများကြီးရှိရပေါ့နော် Mega တို့အဲ့ဒီကနေမှာလူတွေတော်တော်များများသိတာတော့ Google Drive storage ကိုသိတယ် iCloud storage ကိုသိတယ်ပေါ့နော်ဒီနှစ်ခုတော့အသုံးများတဲ့အတွက်တော့ဒီ Microsoft မှာလည်းနော် OneDrive storage ဆိုပြီးတော့ရှိပါတယ်အဲ့တော့ဒီနေ့ကတော့ဒီ OneDrive storage တွေကိုသုံးပုံသုံးနည်းလေးပြပြမှာဖြစ်ပါတယ်ဗောနော်အဲ့တော့ဒီ Microsoft 365 ဆိုပြီးတော့ဝယ်သုံးတဲ့လူတွေဆိုလို့ရှိရင်ဟောဒီလိုမျိုး 1TB cloud storage free ပါပြီးသားပေါ့နော်အဲ့တော့တခြား cloud storage တွေထက်စာလို့ရှိရင်တော့သူကအများကြီးတက်တာတယ်လို့ပြောလို့ရတယ်သုံးပုံသုံးနည်းကတော့အကုန်တူတူပဲကိုယ့်ရဲ့ data တွေ document တွေအကုန်လုံးကိုဒီ cloud storage မှာသွားသိမ်းတယ်ပြီးရင်တစ်နှစ်တာပတ်လုံးဒီလိုမျိုးသိမ်းထားလို့ရမယ်ပေါ့နော်အဲ့တော့သုံးပုံသုံးနည်းကလည်းသူကအတူတူပါပဲဒီတခြား drive တွေလိုပဲကိုယ့်ရဲ့ drive storage ကိုဖွင့်ဒီမှာ drive storage မှာပေါ်လာတဲ့ထဲကအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာ folder လိုက် app လိုက်လုပ်မှာလား file တွေကို upload လုပ်ချင်တာလားကိုကြိုက်တာကိုရွေးပေါ့နော်ဒီမှာ document တွေဆိုလည်းလုပ်လို့ရတယ်အဲ့တော့ကျွန်တော်ကတော့လုပ်ထားပြီးသား file ပေါ့နော်ဒီ OneDrive storage ကကြာတခုရှိတာကဒီလို web excel တွေ PowerPoint တွေကိုတခါဒီ drive storage ထဲမှာလာသိမ်းထားစိတ်ထားတယ်ဆိုလို့ရှိရင်ကျန်တဲ့ကိုယ့်ရဲ့ဘယ်တစ်ပိုင်းကနေမဆိုဝင်သုံးလို့လည်းရတယ်လို့ကျန်တဲ့လူတွေကိုလည်း sharing လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ပုံမှန်တူတူပါပဲအဲ့တော့ဒီမှာ file upload လုပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ download ထဲမှာခဏကြည့်လိုက်မယ် file size နည်းနည်းများတာလေးကိုတင်ပေးကြည့်မယ်ဒီမှာဒီကောင်ဆိုရင် 4K ကျော်လောက်ရှိမယ်နော် Office 365ရဲ့ setup ပေါ့အကောင်ကို open နှိပ်လိုက်တယ်ဒီမှာဆိုလို့ရှိရင်ဒါ upload ဒီလုပ်နေပြီပေါ့နော်အဲ့တော့ဒါကခဏနေလို့ရှိရင်ဒီ file ပြည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့က sharing လုပ်လို့ရတယ်ဒါက file အများကြီး file size ကြီးတွေပေါ့နော်ကျွန်တော်တို့ထပ်ဒီမှာဓာတ်ပုံလေးတွေလည်းတစ်ချက်လုပ်ပြပေးမယ်ဒါမျိုးပေါ့နော်ပန်းလုပ်လိုက်မယ်ဓာတ်ပုံကတော့ file size တွေတော့မြင်တယ်နော်အဲ့တော့ကိုယ့်ရဲ့ဒီမှာကြည့်အောင်ကျွန်တော် my file ထဲမှာသွားကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာကျွန်တော်တင်ထားတဲ့ဟာတွေပေါ်လာမယ်ပေါ့နော်ဒါကတော့ခုနကတင်လိုက်တဲ့ Gemini ကထုတ်ပေးထားတဲ့ file လေးဟုတ်ပြီဒီ file လေးကိုကျွန်တော်တို့က sharing သူများကို share ချင်တယ်ဆိုလို့ရှိရင်ဒီမှာ share ကိုနှိပ်လိုက်ဒီ OneDrive ကလည်း download speed တွေ upload speed တွေတော်တော်ကောင်းပါတယ်เนาะဒီမှာ name တွေပါပေးချင်တဲ့ရမှာပေးတော့ဆိုလို့ရှိရင်ဒီမှာကျွန်တော် copy link လုပ်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာတော့ကျွန်တော်တို့ကဘယ်သူ့ကို share မှာလဲဟာလားเนาะနာမည်ထည့်ပြီး share လုပ်လဲရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းတခုခုပေါ့เนาะအဲ့လိုမျိုးအကုန်လုံးကို share လုပ်လဲရတယ်ပေါ့အမှ start sharing နှိပ်လိုက်လို့ရှိရင် anyone ဖြစ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကရပြီ copy link ယူလိုက်ပြီးလို့ရှိရင်အဲ့ copy link ကိုတခြားတကယ်ချင်းတယောက်ကိုပေးခြင်းတဲ့လူကိုပေးလိုက်ပေါ့နော်အဲ့တော့သူကအဲ့လူကဒီ copy link ကိုနှိပ်ပြီးတော့ down လိုက်လို့ရှိရင်ကျွန်တော်ဒီရတယ်ပေါ့နော်အဲ့တော့ဒီ OneDrive မှာလည်းဒါမျိုးပုံနေ file တွေအကုန်လုံး upload လုပ်ပြီးတော့သိမ်းလို့ရတယ်ဆိုတော့ကိုပြောပြပေးချင်တာပါအဲ့တော့ပုံမှန်ကတော့ဒီ OneDrive မှာပုံမှန် Outlook မေး Microsoft Office Microsoft account တစ်ခုဖွင့်ထားတဲ့လူက 5GB ပဲရတယ်အဲ့တော့ဒီ Microsoft Office 365ကိုဝယ်သုံးထားတဲ့လူတွေ 1TB ဒီထဲမှာပါပါတယ်အဲ့တော့ဒီ function လေးကိုသုံးပြီးတော့ကိုယ့်ရဲ့ file တွေကိုတစ်နှစ်တာပတ်လုံးအေးစစ်စစ်သိမ်းလို့ရပါတယ်နောက်နှစ်မှာတက်တန်းတိုးလို့ရလားဆိုရင်လည်းရပါတယ်တက်တန်းမတိုးမချင်းဒီ file တွေကပျောက်တော့မပျောက်သွားဘူးပေါ့နော်ဒါပေမဲ့သုံးလို့တော့မရအောင် read only အနေနဲ့ပဲမြင်ရမယ်တက်တန်းပြန်တိုးလိုက်တာနဲ့ဒီ file တွေအကုန်လုံးကိုပြန်သုံးလို့ရမယ်ပေါ့နော်အဲ့တော့တစ်နှစ်စာ9000နဲ့ဝယ်တဲ့ Office application တွေလည်းသုံးရတယ်365 plan ထဲမှာ OneDrive 1TB storage တွေလည်းပါပါတယ်အဲ့တော့ဒါလေးကိုစမ်းသုံးကြည့်ကြပါအဆင်ပြေကြပါစေနော်